အခုချိန်2025ခုနှစ်ဧပြီလ22ရက်နေ့ဧပြီလ22ရက်နေ့ကစပြီးတော့မန္တလေးမြို့မှာဒီက40ဒီဂရီအထက်ပြန်ပြီးတော့ရောက်ရှိလာတာတွေ့ရတယ်40ဒီဂရီအထက်ပြန်ရောက်လာပြီးတော့အခုဧပြီလ23ရက်နေ့အမြင့်ဆုံးနေ့ပူချိန်ရဆိုရှင်မန္တလေးမြို့မှာ40နေရတဲ့ဆိုင်တော့ဒီနေကြီးကျော်ရှိမန္တလေးမြို့နဲ့ဒီတစ်ဝက်ဒေတာတွေဖြစ်တဲ့စကိုင်းမြို့မှာဆိုလို့ရှိရင်လည်းဒီ40.5ဒီဂရီပုံရမြို့မှာဆို40.9ဒီဂရီရှိပကံညောင်မှာဆိုလို့ရှိရင်နော်41.5ရင်းကြံမြို့မှာဆိုလို့ရှိရင်42ဒီဂရီရှိပါတယ်အဲ့တော့ဒီနေ့ကတော့ဧပြီလပဲကုန်လုံးအပူချိန်မြင့်တက်တဲ့အချိန်ကာလတွေရောက်ရှိလာတွေ့ကြလို့ဒီနေ့ကတော့ဒီမြင့်တက်လာတာရှိပါတယ်ဒါပေမဲ့လည်းဒီနေ့က2024ခုနှစ်မတ်လ30ရက်နေ့လောက်ကစပြီးမန္တလေးမြို့မှာရှိအပူချိန်40ဒီဂရီထက်ပိုနေခဲ့တာဧပြီလ28ရက်နေ့မှာမန္တလေးတိုင်းမှာစံချိန်တင်အပူချိန်အမြင့်ဆုံးကိုရောက်သွားခဲ့မန္တလေးမြို့မှာဆိုရင်ဧပြီလ28ရက်နေ့က44.8ရှိတာရောက်သွားခဲ့တာမျိုးဖြစ်တယ်ဒီနေ့ကအမြင့်ဆုံးက45ဒီဂရီcelsius လောက်ထိရောက်ရှိခဲ့စံချိန်တင်ဖို့နည်းနည်းလေးပဲလိုပဲရှိတယ်ဒီနှစ်ကတော့ဧပြီလကတော့မိုးရွာသွန်းမှုလည်းရှိတယ်မိုးရွာသွန်းမှုတစ်ရက်လောက်ကောင်းကောင်းလေးရှိလိုက်တယ်ဆိုလို့ရှိရင်တော့နေ့ပူချိန်ရောညပူချိန်ရောပြန်ပြီးတော့ကျအပူရက်ရှည်ကာလကြီးရမ်းများနေမှာနေ့ပူချိန်တွေလည်းမြင့်တဲ့ညပူချိန်တွေကလည်းနေ့ပူတော့ညပူချိန်တွေမှာထပ်ပြီးတော့မြင့်တဲ့အဲ့လိုမျိုးနေ့ပူချိန်မြင့်ညပူချိန်မြင့်တဲ့အချိန်တွေကရက်ရှည်အပူဒဏ်တွေအပူတွေစုပြီးတော့နေတဲ့ကြောင့်ကာလရှည်ကြာတဲ့ခါကြလို့ရှိရင်အပူလိုင်းဆိုပြီးတော့နေ့ပူချိန်ရောညပူချိန်ရောတတ်မှတ်ပြီးတွက်ချက်ကြတာရှိအဲ့တော့နှစ်ကပြည်ပြည်တက်ဆိုလို့ရှိရင်တော့မန္တလေးမြို့မှာအပူလိုင်းရ2သိန်း3သိန်းလောက်ထိကြာရောက်ခဲ့တာရှိတယ်အခုနှစ်ဧပြီလ1ရက်နေ့ကနေပြီးတော့3ရက်နေ့မှာလည်းအပူချိန်မြင့်တက်ခဲ့တာလည်းရှိရတယ်ဒီဆိုတာကကျွန်တော်အခုတင်ပြနေတဲ့အပူချိန်ကြော်ညာနေတဲ့အပူချိန်ကအမိုးတွေအခင်းတွေနေရောင်ခြည်တိုက်ရိုက်မရှိတဲ့အပူချိန်ရွေ့ရှားနေတဲ့လေရဲ့အပူချိန်ကိုတိုင်းထွာတဲ့အပူချိန်ဖြစ်ပါတယ်ပြင်ပအပူချိန်ကကျွန်တော်တို့တိုင်းပြည်ရဲ့ပြင်ပအပူချိန်ကအားမြင့်ပါအဲ့တော့ပြင်ပမှာဆိုလို့ရှိရင်အပူချိန်ကပို့ပြီးတော့မြင့်တဲ့ကြောင့်မို့လို့ခုလိုကာလတွေမှာကျန်းမာရေးဌာနအပူဒဏ်နဲ့ပတ်သက်ပြီးတော့ဒီငလျင်ရှောင်တဲ့ငလျင်ကတဲ့စခန်းတွေဘာလို့မှနေရတဲ့ဘယ်လိုလိုက်နာနေထိုင်ရမလဲအပူဒဏ်နဲ့ပတ်သက်ပြီးတော့ကျန်းမာရေးဆိုင်ရာအကြံပြုချက်တွေတိုင်းလိုက်နာသင့်ပါတယ်လို့ကျွန်တော်မြင်တယ်အကြံပြုချင်